ဟုတ်ကဲ့ဒီဗီဒီယိုမှာတော့ဗာလေးပြောချင်လဲဆိုတော့အရင်အရေးကြီးတဲ့အကြောင်းတစ်ခုပေါ့ relationship တွေမှာလေအဲ့တော့ conflict ပေါ့နော် relationship တိုင်းက conflict ဖြစ်တယ်ဒါပေမဲ့ဒီ conflict တွေကိုပြန်ပြီးတော့ပြုပြင်တယ် repair လုပ်တာပေါ့နော်ချော့တာရောက်ပြည်လဲဖို့လုပ်တာမလုပ်ဘူးဆိုရင်ဒါနာကျင်မှုတတ်တာဖြစ်တယ်နော်အဲ့ relationship ထဲမှာ conflict ဆိုတာရှိတယ်ဒါပေမဲ့ဒါကို repair ပြန်မလုပ်ဘူးဆိုလို့ရှိရင်ဒါနာကျင်မှုနဲ့ပဲအဆုံးသတ်ပြီးတော့ဒီ relationship တွေကကောင်းမှာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကျတော့ဒီ relationship တွေမှာဒီလိုမျိုး pain တွေအများကြီးကိုယ့်ရဲ့အရင် relationship တွေမှာရခဲ့တဲ့ pain တွေအကုန်လုံးဒီ partner တယောက်တည်းကိုပုံပြီးတော့ငါရဲ့အနာတွေဒီမှာကုပေးဆိုပြီးလောက်တာကလည်းဒါ fair ဖြစ်မနေဘူးပေါ့အဲ့အတွက်ကြောင့်မလို့ relationship ဝင်တဲ့အချိန်မှာလုပ်ကိုလုပ်ရမယ့်ဥစ္စာက conflict ဖြစ်တိုင်းမှာ repair လုပ်ပါနော်ပြန်လဲပြုပြင်မှာနောက်ဒုတိယတစ်ချက်ကကြတော့ငါလဲငါရဲ့အနာတွေရှိတယ်ဟုတ်တယ်အဲ့တော့အနာရှိတာနဲ့ relationship မဝင်ရဘူးမဟုတ်ဘူးပေါ့နော်အနာတွေရှိတယ်နင်လဲနင်ရဲ့အနာတွေရှိမှာဒါပေမဲ့ငါကောင်းဆုံးငါရဲ့အနာတွေကို heal ဖြစ်အောင်ငါလုပ်ရင်းနဲ့ဒီ relationship ကိုကောင်းဆုံးတည်ဆောက်မယ်နင်လဲဒီလိုမျိုးလုပ်ဆိုတဲ့ဟာမျိုးအပြန်လည်လုပ်တဲ့ဟာမျိုးကဒါကောင်းမွန်တဲ့ relationship ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဒီ full video လေးကိုကြည့်ချင်တယ်ဆိုရင်ကျွန်မ comment မှာထည့်ပေးထားမယ် relationship တွေကြောင့်ပိုသိချင်တယ်ဆိုရင်ကျွန်တော် happy ရန်ကိုမှာ love and attachment training ရှိပါတယ်လာ join ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်